တိတ်ဆိတ်နေတဲ့ညတစ်ညမှာအဖိုးတယောက်ကသူ့ရဲ့ဆိုင်ငယ်လေးကိုဖွင့်ဖို့တော့ပြင်ဆင်နေခဲ့တယ်ဆိုင်ရဲ့ဆိုင်ပုံမှာဆိုလို့ရှိရင်လည်းတခြားသောဆိုင်တွေနဲ့မတူဘဲနဲ့ Time for Sale အချိန်တွေကိုရောင်းရရှိသည်ဆိုပြီးတော့ရေးရတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဆိုင်မှာခင်းကျင်းထားတာတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီရွှေရောင်တွေလင်းလက်တောက်ပနေတဲ့ပလင်းတွေကိုတွေ့ရမှာဖြစ်ပြီးတော့ပလင်းတွေမှာဆိုလို့ရှိရင်လည်းဒီငရမှုအတွက်9မိနစ်ပျော်ရွှင်မှုအတွက်1နာရီရဲစမ်း30အတွက်10စက္ကန့်ဆိုပြီးတော့အချိန်တွေကိုရောင်းချပေးနေရလည်းဖြစ်ပါတယ်ဆိုတော့ဒါကဒီဇိုင်ရဲ့အဓိက character ဖြစ်ပြီးတော့သူ့ရဲ့ရွေချက်ကလူတွေကိုအချိန်တွေရောင်းချပေးနေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဇိုင်ရဲ့အစကနေပြီးတော့နားထောင်ကြည့်လိုက်အောင် Okay ဆိုတော့ဇလန်ရဲ့အစမှာဒီမြို့ငယ်လေးတစ်ခုကညာစင်းတန်းလေးကညင်းနဲ့လာလေးပို့ပြီးတော့စီကားလာလေးဖြစ်ပြီးတော့ဈေးတွေရဲ့ဈေးရောက်နေတဲ့အတန်တွေကလေးတွေရဲ့စော့စားနေတဲ့အတန်တွေနဲ့ပြည့်နေနေရလည်းဖြစ်ပါတယ်ဒါမဲ့ဒီညာစင်းရဲ့အဆုံးဘက်အရေးထဲမှာဘယ်သူမှတိတ်တတိမထားမိတဲ့တစ်သားဆိုင်ငယ်လေးရှိပြီးတော့ဆိုင်ရဲ့အနောက်မှာဆိုလို့ရှိရင်လည်းဒီမီးခိုးရောင်ဝစ်စုံနဲ့အဖိုးအတူကထိုင်နေခဲ့တယ်ညကြလို့ရှိရင်သူရောင်းမှုအတွက်ရွှေရောင်လေးလင်းလက်တောက်ပနေတဲ့ပလင်းတွေကိုစီထားသလိုအချိန်တွေရောင်းရရှိတယ်မင်းပေးနိုင်တာပဲပေးပါဆိုတော့ဆိုင်မှုကိုထောင်ထားရလည်းဖြစ်ပါတယ်ဒီဆိုင်မှုကြောင့်လူတွေတော်တော်များများစိတ်ဝင်စားနေကြပြီးတော့အားလုံးရဲ့တီတိုးပြောတဲ့နေကိုလည်းကြားနေရတာလည်းဖြစ်ပါတယ်ဒီလိုနဲ့ညာစင်းနဲ့ဖွင့်တဲ့အခါမှာပင်မနှွှဲနေနေတဲ့မိခင်တယောက်ကပျော်ရွှင်မှုတဲ့တနားရီဆိုတဲ့ပလင်းလေးကိုလာဝယ်သွားပြီးတော့ပလင်းကိုဖွင့်လိုက်တာနဲ့ဒီပလင်းလေးကအလင်းနဲ့တွေကသူမကိုယ်ရဲ့ဝင်သွားပြီးတော့သူမဘဝမှာတစ်ခါမှမရခဲ့ဘူးတဲ့ခံစားချက်တွေရလိုက်တဲ့အတွက်ကြောင့်မလို့မျက်ရည်တောင်ဝဲလာခဲ့တယ်နောက်ပြီးမျက်နှာမှာစိုးရိမ်စိတ်ကြောက်ရွံ့မှုတွေရှိနေပြီးတော့ဝစ်စုံအတင်တဲ့စစ်သားငယ်လေးရောက်လာသလိုစစ်ပွဲမသွားခင်မှာသူချစ်ရတဲ့ကောင်မလေးကိုဖွင့်ပြောဖို့အတွက်ရဲစမ်း30 10စက္ကန့်ဆိုတဲ့ပလင်းကိုဝယ်သွားခဲ့ပြီးတော့ကောင်မလေးစီကိုပြေးသွားရလည်းဖြစ်ပါတယ်နောက်ပြီးဒီအဖိုးတယောက်ကလည်းသူ့ရဲ့နောက်ဆုံးပတ်စံလေးနဲ့နုပြုတ်မှုအတွက်9မိနစ်ဆိုတဲ့ပလင်းကိုဝယ်သွားခဲ့ပြီးတော့သူ့ရဲ့နောက်ဆုံးအချိန်တွေကိုဇနီးတဲ့ဖြစ်သူကိုနှွေးထွေးမှုပေးချင်တာလည်းဖြစ်ပါတယ်ဒီလိုနဲ့ညာတဲ့အချိန်တွေရောင်းပေးနေတဲ့အဖိုးကတရက်ပို့ပြီးတော့အိုလာခဲ့တယ်ဒီလိုနဲ့တညရောက်တဲ့အခါမှာမျက်လုံးတွေတောက်ပနေတဲ့ကလေးမလေးတယောက်ရောက်လာပြီးတော့သူကပလင်းတွေကိုဝယ်ချင်တာမဟုတ်ဘဲနဲ့မေးခွန်းတွေကိုမေးချင်တာဖြစ်ပါတယ်ဒီလိုနဲ့ကလေးမလေးကအဖိုးကိုဒီဖိုးဖိုးရောက်တဲ့ပလင်းတွေကအချိန်တွေကဘယ်ရတာလဲဆိုပြီးတော့မေးလိုက်တယ်ဒီမေးခွန်းကိုကြားတဲ့အချိန်မှာအဖိုးကပြုံးပြီးတော့အချိန်တွေကိုမလိုအပ်တော့တဲ့သူစီရဘောလို့ပြန်ဖြေလိုက်တယ်ဒီအဖြေကိုကလေးမလေးကတိတ်ပြီးတော့မယုံခဲ့ဘူးအခုပါနေတယ်ဆိုတာကိုဒီကလေးမလေးကသိနေခဲ့တယ်ဒီလိုနဲ့ဆိုင်သိမ်းတဲ့အချိန်ဒီကလေးမလေးကစောင့်နေခဲ့ပြီးတော့ပလင်းတွေကအာနိသင်ကွဲပြားနေပေမဲ့အထဲမှာတူညီတဲ့နာမည်တစ်ခုကိုတွေ့ရပြီးတော့ဒါအချိန်တွေရောင်းပေးနေတဲ့အဖိုးရဲ့နာမည်ပဲဖြစ်ပါတယ်ဒီလိုနဲ့အဖိုးရဲ့ပုံစံဟာပို့ပြီးတော့အိုဇာလာတာကိုတွေ့ရတဲ့အခါမှာကလေးမလေးကအချိန်တွေကဘယ်ရလာတာလဲဆိုတာကိုနားလည်သွားခဲ့တယ်အဖိုးကအချိန်တွေကိုရောင်းချပေးနေတာမဟုတ်ဘဲနဲ့သူ့ရဲ့ကိုယ်ပိုင်အချိန်တွေကိုလဲလှယ်ပေးနေတာဖြစ်ပါတယ်ကလေးမလေးကတိတ်ကိုဝမ်းနေသွားပြီးတော့ရလိုက်ပါဖိုးကြီးတေဆုံးသွားလိမ့်မယ်လို့ပြောခဲ့တယ်ဒီစကားကိုကြားတော့အဖိုးကနောက်တစ်ခေါက်ပြုံးကကလေးမလေးကိုရှင်းပြခဲ့တယ်လူတွေရဲ့ဖိုးကြီးမိနစ်ပိုင်းလေးပေးတဲ့အရာကိုနှစ်ပေါင်းများစွာလိုက်ဖိုင်းနေအချိန်ဖြုံးနေကြတယ်ဖိုးကြီးပေးတဲ့အချိန်တွေကသူတို့ရဲ့မျှော်လင့်ချက်ခဏလောက်ပေးနိုင်မယ်ဆိုလို့ရှိရင်သူတို့အချိန်ဖြုံးစရာမလိုတော့ဘူးပေါ့လို့ကလေးမလေးကိုရှင်းပြပြီးတော့ပျော်ရွှင်မှုတက်တနာရီဆိုတဲ့ပလင်းလေးကိုကလေးမလေးကိုလက်ကားပေးခဲ့တယ်ဒီလိုနဲ့နောက်တစ်နေ့ရောက်တဲ့အခါမှာမိုးရီဆိုနေတဲ့လမ်းမပေါ်မှာနှွေးထွေးနေသေးတဲ့ပလင်းလေးတစ်လုံးရှိနေပြီးတော့အထက်မှာလည်းစာတိုလေးတစ်ခုရှိနေခဲ့တယ်ကလေးမလေးကဖွင့်လိုက်တဲ့အခါမှာတော့စာထဲမှာငါ့ရဲ့နောက်ဆုံးတနာရီကိုအတူရှိခဲ့ပြီလို့ကျေးဇူးတင်ပါတယ်ဆိုတဲ့စာလေးကိုရေးတာဖြစ်ပါတယ်ဒီဇာတ်လမ်းမှာအဖိုးကအချိန်တွေကိုငွေကြေးချမ်းသာဖို့အတွက်ရောင်းချပေးနေတာမဟုတ်သလိုအချိန်တွေကိုသူ့ရဲ့ကိုယ်ကျိုးအတွက်ရောင်းချပေးနေတာမျိုးလည်းမဟုတ်ဘူးသူက emotional experience လို့ခေါ်တဲ့ခံစားမှုအတွေ့အကြုံတွေကိုရောင်းချပေးနေတာဖြစ်ပါတယ်သူ့ရဲ့ရည်ရွယ်ချက်ကလူတွေကိုသူ့ရဲ့နောက်ဆုံးအချိန်တွေနဲ့ပျော်ရွှင်မှုတွေမျှော်လင့်ချက်တွေပေးခဲ့တာမို့လို့အဖိုးကဈေးသည်တရားမဟုတ်ဘဲနဲ့ giver hope လို့ခေါ်တဲ့မျှော်လင့်ချက်တွေပေးခဲ့တဲ့သူပဲဖြစ်ပါတယ်Okay ဆိုတော့လူမျိုးပုံမြင်လေးတွေနားထောင်ရသဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်အခုမှဖွင့်ထားတဲ့ Story ဘိုင် Osign လို့ခေါ်တဲ့ဒီ channel Facebook page YouTube နဲ့ TikTok channel တွေကို follow and subscribe channel ကူညီပေးတော့မမေ့ပါနဲ့ကျွန်တော်နောက် video file မှာပြန်ပြီးတော့တွေ့ကြရမယ်